Hello ပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်မျှဝေပေးချင်တဲ့ကလေးကတော့ကျွန်တော်ဒီ nozzle to ကျွန်တော်တို့ pressure vessel ချဲရင်ကျူ body cover တွေ join ရတဲ့တိုက်တွေကိုကျွန်တော်ပြပြပေးလို့ခြင်းဖြစ်ပါတယ်အဲဒီ nozzle နဲ့ body cover နဲ့ join တဲ့အခါမှာကျွန်တော်တို့ body size တွေပေါ့နော် body size တွေဘယ်လောက်အနည်းဆုံးထားချိပေးရမလဲပြီးတော့ကျွန်တော် SME ရဘယ်လိုပုံစံတွေကိုလက်ခံနိုင်လဲဆိုတော့ကျွန်တော်မျှဝေပေးလို့ခြင်းဖြစ်ပါတယ်မှာဆိုရင်ကျွန်တော် nozzle to body cover join ရဆိုရင်ကျွန်တော်အကြမ်းမြင်အားဖြင့်တော့ကျွန်တော်တို့နေရှိတယ်ပေါ့နော် battery or set on nozzle တိုင်းပေါ့နော်သူကတော့ဘယ်လိုလဲဆိုတော့ကျွန်တော် body cover ရဲ့ OD ပေါ့နော် OD အထိပဲ nozzle နဲ့ကရောက်ရှိမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီဟာကျွန်တော်တို့ဝရိတ်ဆုံးပေါ့နော်ဝရိတ်ဆိုပြီးသုံးတဲ့နီးဒီမှာဆိုရင်ကျွန်တော်တို့ပတ်ခံပြီးတော့သုံးတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒါရိုးရိုးပဲကျွန်တော် body cover ကိုကျွန်တော် set on OD မှာကျွန်တော်တို့ WPN နဲ့ nozzle နဲ့ကိုလိုက် join နဲ့တိုက်လေးဖြစ်ပါတယ်ဒါတော့ set on တိုက်ပုံစံလေးဖြစ်ပါတယ်ဒုတိယတစ်နည်းကတော့ကျွန်တော်တို့ဒီ inserted through or set in nozzle ပေါ့နော်သူကတော့ကျွန်တော်တို့ဒီ body cover ရဲ့ဆို ID ထိရောက်တယ်ရမှန်ရကကျွန်တော်တို့ဒီ projection လေးကိုထုတ်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရှိတယ်ပေါ့နော်ဒါ project ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့အသုံးပြုပါတယ်ပုံမှန်အဖြစ်ကျွန်တော်တို့ ID ထိရောက်တယ်ပေါ့နော်ဒီပုံစံလေးဒီမှာကြည့်လို့ရပါတယ်အဲဒါကျွန်တော်တို့ body cover ရဲ့ ID ကိုကျွန်တော်တို့ nozzle net ကိုထည့်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ weight ဆိုမှာပေါ့နော်ဒီ weight ဆိုရမယ့် minimum အနည်းဆုံးထားရှိရမယ့် size လေးတွေကိုကျွန်တော်ဆက်လက်ရှင်းပြဖြစ်ပါတယ်ဒီစက်ရင်တော်ပြီးတော့ကျွန်တော်တို့ပထမဦးစွာကျွန်တော်တို့ project တွေလက်ခံတဲ့အခါမှာကျွန်တော်တို့ဒီ spec တွေသူရဲ့သက်ဆိုင်ရာကုတ်တွေကိုဖတ်ချိရဖြစ်ပါတယ်တချို့ချွတ်တော့ spec တွေကုတ်တွေကဒီ set on တွေကိုအတုံးပြုခွင့်မရှိဘူးဒီ project မှာset in တွေပဲတော်ရမယ်အဲ့လိုမျိုးတွေကျွန်တော်တို့တခြားဖော်ပြထားရရှိပါတယ်အဲ့ဒါတွေကကျွန်တော် spec တွေကကျွန်တော်တခုချင်းစီ live မပြပြတော့ဘူးပေါ့နော်ဒီဗီဒီယိုမှာကျွန်တော်ဒီမှာပြပြပေးမှာတော့ဒီတိုက်ရဲ့လက်ခံနိုင်တဲ့ပုံစံလေးတွေ SME ကဘယ်လိုမျိုးတွေကိုလက်ခံထားရတာလဲ SME ဒီကအနည်းဆုံးဖော်ပြထားတဲ့ဒီ word sign တွေကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီ SME section 8 division 1ပေါ့နော်MI finger UW 60.1 မှာဆိုရင်ကျွန်တော်ဒီသူ SME ကလက်ခံနိုင်တဲ့ nozzle to vessel body join တွေပေါ့နော်ဒီမှာဆိုကျွန်တော် set on တိုက်လေးဖြစ်ပါတယ်ဒီမှာဆိုရင် vessel ရဲ့ OD လေးကို nozzle နဲ့လက်တင်တယ်ပြီးရင်ကျွန်တော်တို့ bevel ပေါ့နော် single bevel နဲ့ full penetration ဆော့တယ်ပြီးရင်ကျွန်တော်တို့ fillet well ထော်တယ်ပေါ့နော် fillet well TC ပေါ့နော်ဒီ TC လေးကဘယ်လောက်ထားရှိရအောင်ဆိုကျွန်တော်ပြီးဆက်ပြပြမှာဖြစ်ပါတယ်ဒီမှာဆိုလဲကျွန်တော်တို့ set on တိုက်ပဲဖြစ်ပါတယ် set on တိုက်အောင်မှာကျွန်တော်တို့ part ပါတယ်ပေါ့နော် part လေးပါတယ်ဒီမှာဆိုလဲကျွန်တော်တို့ set on တိုက်ပဲအထက်မှာပါတစ်ခုနဲ့တွဲဆိုတဲ့တိုက်လေးဖြစ်ပါတယ်ဒီမှာဆိုလည်းကျွန်တော်တို့set on တိုက်ပဲအပြင်မှာပေါ့အထက်မှာပေါ့ပါလေးပါတယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော် set on တိုက်ပေါ့နော် set on တိုက်မှာကျွန်တော်တို့ဒီ WPN နဲ့သုံးရတဲ့ပုံစံလေးဖြစ်ပါတယ်ဟို set in တိုက်တော့ကျွန်တော်တို့single BPL fill level အဲ့လိုပုံစံလေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ single BPL ဒါမှအတွင်းဘက်ကအဒီဂရီကျဲတယ်ပေါ့နော်ဒီလိုပုံစံလေးတွေဆော်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့set in တိုက်အောင်မှာကျွန်တော်တို့ WPL နဲ့တုတ်ထားတဲ့နီးလေးပေါ့နော်ဒီနီးလေးကိုသူလက်ခံနိုင်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ TC ကဘယ်လောက်ထားရှိရမလဲဆိုတော့ကျွန်တော်ဒီမှာfinger UW 60.1 မှာလည်းဖော်ပြထားသလိုအခြားသော page တွေမှာလည်းဖော်ပြထားတာပေါ့နော်finger UW 60.1 မှာဆိုရင်လည်းသူကကျွန်တော်တို့လက်ခံထားတဲ့အတိုင်းလေးဒီမှာဆိုရင် nozzle net တွေပေါ့နော် nozzle net နဲ့ body net ဒီလို join တယ်ပြီးရင် heavy bevel nozzle တွေကို bezel body cover နဲ့ဒီလို join လက်ခံတယ်ဒီလိုပုံစံလေးလည်းလက်ခံတယ်ပေါ့နော်ဒါ heavy bevel nozzle တွေ body cover နဲ့ဒီလို join တယ်ဒီမှာဆိုကျွန်တော်တို့ဒီမှာ T1 T2 ပေါ့နော် T1 T2 ဆိုတာ TC နဲ့တူတယ်ပေါ့နော် TC လေးနဲ့တူတယ် TC လေးကသူကဘယ်လိုပြောလဲ T1 T2 က is shall not be less than the smaller of 1.4 in 6 mm or 0.70 minimum ပေါ့နော်သူကဘယ်လိုဆို shall not be less than မနည်းနေရဘူးဒီ6 mm ထဲမနည်းလေရဘူး or ဒါမှမဟုတ်ရင်0.70 minimum ပေါ့နော်ဒီ shell body thickness နဲ့ဒီ nozzle နဲ့ thickness နှစ်ခုရဲ့အနည်းဆုံးကောင်ကိုကျွန်တော်တို့ 0.7 နဲ့မြောက်လိုက်အဲ့0.7မြောက်လိုက်ရတဲ့ကောင်သို့မဟုတ်6 mm အောက်
ထက်မနည်းနေရဘူးเนาะဒီ TC T1 T2 value လေးကတူတယ်ဗောနော်ဒီ TC လေးနဲ့သူကဘယ်လိုလဲဆိုတော့ကျွန်တော်တလုတ်ဝယ်တွေဖြစ်ပါတယ်တလုတ်ဝယ်ဆိုင်ကအဲ့တော့ဒီမငယ်နေရဘူးဗောနော်ဆက်လက်ပြီးကျွန်တော်တို့ finger u 60.1ဒီမှာလည်းကျွန်တော်တို့ဒီမှာ nozzle to bezel wall joint တိုက်လေးကိုဘယ်လိုမျိုးလေးလက္ခဏာဆိုဖော်ပြတာပါတယ်မှာဆိုရင်ကျွန်တော်တို့ bezel wall nozzle နဲ့လေးကိုကျွန်တော်ကိုေးရောဒီမျိုးလဲတုံးလို့ရတယ်ဒီမှာဆိုရင် nozzle neck ကိုကျွန်တော်တို့ heavy bevel လေးပါတယ်အဲ့ပြီးကျွန်တော်တို့ဒီလိုမျိုး body joint လေးကိုလည်းလက်ခံနိုင်တယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ bezel OD ပေါ့နော် OD ပေါ့ကျွန်တော်တို့ nozzle နဲ့တင်ပြီးတော့ကျွန်တော်တို့ဒီမှာ nozzle နဲ့ပုံမှာကျွန်တော်တို့ဒီthread hole တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေသူကလက်ခံတယ်ပေါ့နော်ပုံစံလေးတွေတော့မတိမ်မရေပေါ့နော်အဓိကတော့ဒီ TC ဒီ body size ဘယ်လောက်ထားမလဲဆိုတာကိုကျွန်တော်ပြပြပေးလို့ချင်းဖြစ်ပါတယ်finger u w60.1 မှာဆိုတော့ကျွန်တော် t တိုင်းက t u v w ရှိတယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်တို့ t တိုင်းမှာဆိုရင်ကျွန်တော်ဒါ square bezel ပေါ့နော် square bezel တော့ header bowl လေး header bowl မှာဆိုရင်ဒီလိုမျိုး nozzle တွေကိုအသုံးပြုလို့ရတယ်ဒီလို body joint တိုင်းလေးပေါ့နော်မှာဆိုရင်ကျွန်တော်တို့ circular rope ဒီမှာကျွန်တော် nozzle လာ join တဲ့ခါမှာဒီလို net လေးကိုဒီလိုအသုံးပြုလို့ရတာပေါ့နော်ဆက်လက်ပြီးကျွန်တော်ဒီ finger UW3.1 မှာပဲကျွန်တော်တို့ဒီ nozzle နဲ့လေးနဲ့ကျွန်တော်တို့ bezel OD နဲ့ join တဲ့ခါမှာဒီကောင်လေးရတော့ကျွန်တော်တို့ TC ပေါ့နော်ဟိုသူက T1 or T2 ဒီမှာလဲပုံစံ formula တူပေါ့နော်ဒီ T1 or T2 not less than smaller or 1/4 in 6 mm or 0.7 minimum ပေါ့နော်ကျွန်တော်တို့အဲ့ဒီ TC တရုပ်ဝဲ T1 T2 ကကျွန်တော်တို့6 mm နဲ့တော့မဟုတ် 0.7 minimum အောက်မနည်းနေရဘူးပေါ့နော်အဲ့ထက်ကြီးကြီးလေးသုံးပေးရဖြစ်ပါတယ်အဲ့မှာ TC ကဘယ်လိုဆိုလို့လဲဆိုတော့ကျွန်တော် TC ကတရုပ်ဝဲကိုဆိုလို့ချင်းဖြစ်တယ်တရုပ်ဝဲကဒီကိုင်းဒီ distance ပေါ့နော်တကယ်တော့ဆိုင်လေးဖြစ်ပါတယ်ဖိလက်ဝဲဆိုင်လည်းပဲလို့ဆိုကျွန်တော်တို့ဒီမှာဒါ nozzle ထားလိုက်ပါတော့နော်ဒီမှာဆိုကျွန်တော်တို့ဖိလက်ဝဲဆိုင်လေးဖြစ်ပါတယ်ဒီထီဆိုကျွန်တော် fill level ဆိုင်လေးဖြစ်ပါတယ်သူကတီးရတော့ nominal thickness ပေါ့နော်ဒီ nozzle နဲ့တမဟုတ် bezel thickness အနည်းဆုံး thickness ကိုကျွန်တော်တို့ယူရမှာဖြစ်ပါတယ်အနည်းဆုံး thickness တီးရဲ့ nominal thickness ကဒီမှာဆိုရင်ကျွန်တော်15 mm ဥပမာထားလိုက်မယ်ပြီးရင် TC တရုပ်ဝဲလို့ရှိရင်ကျွန်တော် 0.7 into TN ပေါ့နော်ဒီ TN nominal thickness ကိုကျွန်တော်15ယူတာတော့ကျွန်တော်ဒီ 0.7 နဲ့15နဲ့မြောက်ပေးလိုက်မယ်10.5ရတယ်ပေါ့နော် or 6ဆိုတော့ weight h bar whichever is less ဆိုတော့ကျွန်တော်ဒီအနည်းဆုံး10.5နဲ့6 mm ဆိုကျွန်တော်တို့6 mm ထားပြီးလို့ရတယ်ပေါ့နော်အဲ့ဒါဆို SME ကလုံလောက်တယ်လို့ဆိုလို့ချင်းဖြစ်ပါတယ်ပုံမှန်ဆိုရင်ကျွန်တော်တို့ဒီတရုပ်ဝဲဆိုင်ကဒီ fill level ဆိုင်တဲ့များသောအားဖြင့်ငယ်နေတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ drawing မှာဆိုရင်ကျွန်တော်တို့က fill level ဆိုင်ပဲပြတ်တာပေါ့အဲ့ဒါကျွန်တော်တို့ fill level ဆိုင်တွေကိုကျွန်တော်တို့ပြတွဲထုတ်ပေးရမှာဖြစ်ပါတယ်ဒီလိုတရုပ်ဝဲဆိုင်ကိုကျွန်တော်သိပြီဆိုရင် fill level ဆိုင်ကိုတွဲထုတ်ပြီး drawing မှာကျွန်တော်တို့ပြလေးရှိပါတယ် SME section 8 division 1 ရဲ့ finger u 80.1မှာလည်းကျွန်တော်တို့ဒီ nozzle to bezel joint တိုင်လေးကိုကျွန်တော်တို့ပြသထားပါတယ်ဒီမှာဆိုတော့ကျွန်တော်တို့ဒီ R1 ဆိုဘယ်လောက်ထားမှာပေါ့နော် R2 လေးဆိုဘယ်လောက်ထားမှာဒီပြပြတာဖြစ်ပါတယ် finger UAD 80.2မှာလည်းကျွန်တော်တို့တော်ရောက်ကြည့်ရှုရပါတယ်ဒီမှာဆို nozzle to bezel joint လေးကိုသူဤသာပြုစုထားပြီးသူbody ဆိုရမယ် body size လေးကိုပြထားပါတယ်ဒီမှာဆို TC ဆိုရင်ကျွန်တော်တို့ကဒီမှာ TC 0.7 into TN or 1/4 in 6 mm ပေါ့နော် whichever is less ဒီ TC လေးကကျွန်တော်တို့0ကြီးနေရပါတော့ညီနေရမယ် 0.7 TN nominal thickness 0.7 နဲ့မြောက်ပြီးရတာလဲဆိုင်တော့မဟုတ်6 mm နဲ့ညီနေရမယ်ကြီးနေရမှာပေါ့နော် TC လေးကဒါမှမဟုတ်အဲ့ဒီ6 mm နဲ့ဒီရထွက်ရလာတဲ့အဖြစ်နဲ့ကကျွန်တော်တို့ကအနေသားကိုယူလို့ရနိုင်ပါတယ်ဒါဆိုရင်ကျွန်တော် SME အရာလက်ခံနိုင်တယ်လို့သူကဖော်ပြထားခြင်းဖြစ်ပါတယ် SME section 8 division 2မှာဆိုရင်လည်းကျွန်တော်တို့ဒီကောင်လေးကိုကျွန်တော်တို့ data ပြုစုထားပါတယ်
မှာဆိုကျွန်တော်တေးပဲ 4.2.10 မှာဆိုလဲကျွန်တော်တို့ဒီဆက်အွန် nozzle တွေပေါ့နော်ဆက်အွန် nozzle တွေဆိုရင်ကျွန်တော်တို့အနည်းဆုံးထားရှိရမယ်ဝရေ sign တွေကိုဖော်ပြထားပါတယ်ဒီမှာဆိုရင် TC ဆိုရင်လည်းကျွန်တော်တို့ greater than equal 0.70 and 6 mm ပေါ့နော်ဒီနှစ်ခုတည်းရရတဲ့အဖြေကိုအနည်းဆုံးကောက်ကိုယူရမယ်အနည်းဆုံးကောက်ကလည်းဒီညီနေရမယ်ကြီးနေရမှာပေါ့နော်R1 လေးဆိုတော့ကျွန်တော်တို့3 mm လောက်ထားပေးရမှာပေါ့နော်3 mm မထားချင်ရင် 0.25t နဲ့မြောက်လိုက်အဲ့နှစ်ခုရရတဲ့အဖြေကိုရရတဲ့အဖြေကိုကျွန်တော်တို့အနည်းဆုံးကောက်ကိုအသုံးပြုလို့ရတယ်ပေါ့နော်ဒီမှာဆိုတော့ကျွန်တော်တို့ဆက်အွန် nozzle မှာကျွန်တော်တို့WP ပေါ့နော် WP တိုက်လေးဖြစ်ပါတယ် WP မှာဆိုတော့ formula တူတူပါပဲကျွန်တော် formula တော့အားလုံးကိုမချင်းပြတော့ဘူးပေါ့နော်ဗီဒီယိုလေးရှင်းသွားမှာဆိုတော့ပါtable 4.2.10 မှာလည်းကျွန်တော်ဒီ joint type 7ပေါ့နော်ဟိုမှာဆိုတော့ joint type category D သူလည်း set on nozzle ပေါ့နော် set on nozzle formula လေးကတော့တူတူပါပဲဟိုတွေ site တွေဘယ်တော့တော့မှာဆိုတာကိုဖော်ပြထားပါတယ် table 4.2.10 မှာဆိုကျွန်တော်တို့ set in nozzle ပေါ့နော် set in nozzle လည်းကျွန်တော် formula တူပါတယ်အဲဒီတိုင်းကျွန်တော်တို့စဉ်းစားလို့ရနိုင်တယ်ဒီမှာဆိုကျွန်တော်တို့ set in nozzle တွေအားလုံးကလည်း formula တူတယ်ပေါ့နော်အဲဒီကောင်လေးကိုကျွန်တော်ကြော်လိုက်မယ်ပြီးရင်ကျွန်တော်တို့ table 4.2.11 မှာလည်းဒီတိုင်းပဲကျွန်တော်တို့အဲ့ formula အတိုင်းပဲကျွန်တော်တို့စဉ်းစားလို့ရနိုင်ပါတယ်ဒီကောင်ကကျွန်တော်တို့ set in တော့မှကျွန်တော်တို့ပတ်ပါတဲ့ကောင်လေးပေါ့နော်ဒီမှာဆိုတော့ကျွန်တော်တို့ set in တော့မှကျွန်တော်တို့ကောင်က IDT ပဲပေါ့နော်ဒီကောင်ကကျွန်တော်တို့ projection တွေရှိတယ်ပေါ့နော် set in လေးကိုဒီမှာဆိုတော့ကျွန်တော်တို့ set in တော့ဆိုမှာကျွန်တော်တို့projection လည်းရှိတယ်အထက်မှာပတ်ပါတယ်အပြင်မှာပတ်ပါတယ်ပေါ့နော်ဒီမှာဆိုတော့သူ့ရဲ့ formula လေးတွေလည်းတကွာဖော်ပြထားပါဖြစ်ပါတယ်table 4.2.12 မှာလည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီ nozzle to reservoir joint လေးပေါ့နော်သူကတော့ဒါကတော့ nozzle အသေးလေးပေါ့နော် nozzle လေးတွေအတွက်သူရေးသားပြစုထားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော် table 4.2.13 မှာဆိုတော့ကျွန်တော်ဒီ heavy wave တွေ nozzle joint တွေပေါ့နော်ကျွန်တော်အနည်းဆုံးထားရှိရမယ် radius s တန်ဖိုးတွေကျွန်တော်တို့ဒီ over တွေ fillet wear throat wear value တွေကိုဖော်ပြထားပါတယ် table 4.2.14 မှာလည်းကျွန်တော်ဒီ penetration nozzle အတက်လေးတွေကိုဖော်ပြထားပါဖြစ်ပါတယ်ဒီမှာ over တွေ size လေးတွေအနည်းဆုံးလို over တွေ size လေးတွေကိုကျွန်တော်တို့ formula လေးတကွာကျွန်တော်တို့စဉ်းစားလို့ရနိုင်ပါတယ်ကျွန်တော်တို့ project တွေမှာတော့ကျွန်တော်တို့ပုံမှန်အဖြစ်ဒီ set on တွေရောarea requirement ကြောင့်ပေါ့နော်ဒီ actual site မှာ area လိုအပ်ချက်နဲ့ကျွန်တော်တို့ဒီ project လိုအပ်ချက်ကျွန်တော်တို့ဒီcode တွေ standard တွေကိုကျွန်တော်တို့ဖတ်ချုပ်ပြီးတော့set on 3သင်လားset in 3သင်လားကျွန်တော်တို့ဆိုဖြတ်ပါတယ်ဒီ project မှာဆိုကျွန်တော်တို့ဒါ area requirement ကြောင့်ဒီ industry ရပေါ့နော်set ရမှာ area လိုအပ်ချက်ကြောင့်ကျွန်တော်တို့ဒီမှာ set on nozzle လေးအသုံးပြုထားတာဖြစ်ပါတယ် set on မှာကျွန်တော်တို့ switch nozzle နဲ့တိုင်းပေါ့နော်ဒီမှာဆိုကျွန်တော်ဒါ set in ပေါ့ set in မှာကျွန်တော် heavy wave တွေကိုသုံးထားတာပေါ့နော်သူက nozzle နဲ့ကပုံစံမျိုးရှိတယ်ပေါ့နော်ဒီ one နဲ့ flan ကိုကျွန်တော်တို့ပိုင်းနဲ့တွဲသုံးပြီးတော့ body နဲ့လာ join ရတဲ့ချီသလိုသူကတိုင်းရိုက် forging လုပ်ပြီးတော့ heavy wave ပုံစံပေါ့နော်အဲ့လိုမျိုးလဲကျွန်တော်တို့ body cover နဲ့ join အသုံးပြုလေးရှိပါတယ်ဒီကောင်ဆို long one နဲ့ပုံစံလုံးတော့ဒါကတော့ကျွန်တော်တို့ order မှာလို့ရတယ် long one နဲ့ဒီကောင်ဆိုရင် heavy wave nozzle တိုက်လေးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ equal wave ပေါ့နော်ဒီ heavy wave တွေဘယ်လိုကြောင့်ဘာကြောင့်အသုံးပြုရလဲဘယ်လိုတွေကြောင့်ကျွန်တော်တို့စဉ်းစားရတာလဲအဲ့ဒါလေးကိုကျွန်တော်နောက်ဗီဒီယိုလေးမှာselection ပြမှာပေါ့နော်စမီလိုအားချက်တွေတကွကျွန်တော်ဘာကြောင့်ဒီတိုင်းလေးကိုအသုံးပြုခဲ့ရတာလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ